မင်္ဂလာပါရှင်အမချက်မဲ့မုတ်ဟင်ငါထဲမှာဒီမှာနန်းတပြေမုတ်ဟင်ငါပါပါတယ်ပြီးလို့ရှိရင်ကြက်ဥငဖဲနောက်ပြီးကြလို့ရင်ကြက်သွန်ဟိုကတော့ကြက်ဥအစိမ်းပေါ့နော်ဒါလေးပါပါမယ်ရှင်ဘယ်လိုချက်ကမလဲဆိုချက်နည်းလေးကိုပြပါမယ်ရှင်နန်းတပြေထဲမှာပါဝင်တဲ့ပစ္စည်းလေးကတော့ဒါ9နှစ်ထုတ်လေးဖြစ်ပါတယ်ဒါကတော့ပေါ့နော်ဒီရေနွေးလေးနဲ့စိတ်နာရမယ်ပေါ့နော်ပဲမုံနဲ့ဆန်မုံနဲ့ရောထားတာလေးဖြစ်ပါတယ်အမကတော့ထုတ်လို့သုံးကြည့်ပါမယ်နော်ဒါကတော့မချက်ခင်တဲ့အချိန်ပေါ့နော်ဟိုရေနွေးမစုခင်တဲ့အချိန်ကိုရေအေးလေးနဲ့ပေါ့နော်ဖြော်ထားရပါမယ်နော်ဒါလေးကိုရေအေးလေးနဲ့ဖြော်ပါမယ်ရှင်ပဲကြက်မုတ်လေးကိုရေလေးနဲ့ထည့်ပြီးတော့ခဏဖြောထားပါမယ်ရှင်ဒီလေးညက်နေအောင်မှုပဲပေါ့နော်ညက်နေအောင်မှုပြီးတော့ရေအေးလေးနဲ့ဖြောထားပါမယ်ရေလေးနဲ့ဒီလိုမျိုးလေးညက်နေအောင်မှုညက်နေအောင်ဖြောထားပြီးတော့မှရေလေးပုတ်ဝက်စုတဲ့ထဲကိုပြန်ထည့်ပါမယ်ရှင်ဟုတ်လေရေစိမ်လာတဲ့အချိန်မှာပေါ့နော်ကိုလိုတဲ့မုံငါးသက်ကလေးကိုရေလေးနဲ့ခဏစိမ်လာမယ်နော်ရေလေးနဲ့စိမ်ပြီးတော့မှဒါလေးကိုပြုတ်သွားမယ်ရှင်မတော့တယောက်ပဲဆမ်းမှဖြစ်တဲ့အတွက်နည်းနည်းလေးပြုတ်လိုက်ပါမယ်ရှင်ဒါလေးကိုရေလေးနဲ့ထည့်ပြီးဒီလိုလေးစိမ်လာပါလေရှင်နန်းတပြေမှာညွှန်ပြထားတဲ့အတိုင်းဒီရဲ့အတိုင်းလိုက်လုပ်လို့ရပါတယ်လိုက်လုပ်ရှင်လည်းကိုယ့်အကိုမှန်ပြီးထည့်လို့ရပါတယ်အမကတော့ချက်ပြမှာဆိုတော့အမကရေကို3လီတာထဲအိုးထဲကိုထည့်လိုက်မယ်ပေါ့နော်သူကနိုးစီဘူးနဲ့လည်းချိန်လို့ရပါတယ်နော်ဒီ3လီတာလေးကိုရေဘူးထဲထည့်လိုက်ပါမယ်ဒီဘူးရဲ့တစ်ခွက်မှာပေါ့နော်1လီတာရှိတယ်အမက3ခွက်ထည့်လိုက်ပြီးဒါကိုပုတ်ပတ်ဆူအောင်ရေနွေးကိုတည်ထားပါမယ်ရှင်အဲ့လိုမျိုးရေနွေးလေးပေါ့နော်တည်ထားတဲ့အချိန်မှာအမကကြက်ဥလေးတွေကိုဒီလိုမျိုးလေးလှုပ်လိုက်ပါမယ်အကြောက်ကအလုံးလိုက်ထည့်မှာမဟုတ်နော်အစိမ့်လိုက်လေးထည့်မှာဆိုတော့ကြက်ဥလေးကိုဒီလိုမျိုးလေးလှုပ်လိုက်ပါမယ်ရှင်ဒါတော့စိန်ကဘူမှာဒီမျိုးအလွယ်တကူလေးရှိနေအမဒီလိုလေးကိုအလွယ်ကူလေးစိတ်လိုက်ပါမယ်ရှင်စိတ်လေးပေါ့နော်ငဖက်လေးတွေကတော့ညှက်ပြီးသားဆိုတော့ဗောနော်ညှက်စရာမလိုတော့ပါဘူးရှင်ဒါလေးပြီးသွားပါပြီရှင်ကြက်ဥလေးတွေပေါ့နော်ဒီလိုမျိုးလေးစိတ်ကလေးဖြစ်သွားပါတယ်ရှင်ရေကလည်းပုတ်ပတ်ဆူလာပြီဆိုတော့ဖြော်ထားတဲ့ပဲမှုတ်တွေကိုထည့်ပါမယ်ရှင်ဒီပဲမှုတ်တွေပေါ့နော်ကြေညက်သွားအောင်ပေါ့နော်ဟိုဆူပွက်လာတဲ့ထီပေါ့နော်ဟိုကမှု့ပေးရပါမယ်ရှင်ဒီမျိုးလေးပေါ့နော်မီအေးလေးမှု့ထားစူပတ်လာတော့မှ9နှစ်မှုတ်ထုတ်လေးထည့်ပါမယ်ရှင်ဒီလိုမျိုးစူပွက်လာပြီဆိုရင်ပေါ့နော်ဒီ9နှစ်သူ့မှာပါတဲ့9နှစ်မှုတ်ထုတ်လေးကိုထည့်ပါမယ်ရှင်9နှစ်မှုတ်ထုတ်လေးထည့်ပါမယ်ရှင်အဲ့ဒါပြီးရင်တဖြည်းဖြည်းမှု့ပေးထားပါမယ်နော်ဒီလေးမှု့ပေးထားပါမယ်ရှင်စူပွက်လာပြီဆိုရင်ကိုကြိုက်တဲ့ဟာထည့်လို့ရပါတော့เนาะဒါပေါ့နော်ထည့်မယ်เนาะအမငရုတ်ကောင်ကြိုက်ပါရဲ့ရှင်ပြီးလို့ရှိရင်ကိုကြိုက်တဲ့အရသာထည့်ပြီးလို့ရှိရင်ကြက်သွန်ဥလေးရဲ့အမဒီခုနလောက်ထားတဲ့ကြက်ဥလေးတွေကိုထည့်ပါမယ်ရှင်အားလေးတွေကလည်းစူပွက်လာပြီဆိုတော့အမကြိုက်တဲ့ကြက်သွန်ဥလေးထည့်ပါမယ်ရှင်ကြက်သွန်လေးရလည်းပွက်ပွက်ဆူလာပြီဆိုတော့အမကကြက်ဥလေးကိုထည့်ပါမယ်ခုနစိတ်ထားတဲ့ကြက်ဥလေးတွေပေါ့နော်ဒါကတော့စားလို့ရတဲ့အချိန်ဒီမှာအမကြက်ဥလေးကိုဖောက်ထည့်ပါမယ်ရှင်ဒါကတော့ကြက်ဥ3လုံးဖောက်ထည့်ထားပါတယ်ရှင်ကြိုက်ရင်တော့ဖောက်ထည့်ပါမကြိုက်ရင်တော့မဖောက်ထည့်ပါနဲ့ရှင်ဒါတော့ကျမတော့ကြက်ဥလေးကဖောက်ထည့်ကျမကြိုက်ပါတယ်ပြီးလို့ရှိရင်ဒါလေးကိုမှု့ပါမယ်ရှင်အမငဖဲကိုနောက်ဆုံးမှထည့်တာငဖဲလေးမာသွားမှကြောက်လို့နော်
ဒါကတော့အရန်ကောင်းတဲ့မုတ်ဟင်ငါရသွားပါပြီရှင်မုတ်ဖက်လေးပေါ့နော်ပြုတ်ပြီးတော့စားပြပါမယ်ရှင်ဒါကတော့เนาะအမငဖယ်လေးထည့်ပြီးချက်လိုက်ပါပြီငဖယ်လေးထည့်လိုက်ပေါ့เนาะဘာလို့လဲဆိုတော့ကြက်ပြီးဆိုတော့ချတော့မှာဆိုတော့ငဖယ်လေးထည့်ပြီးတော့လှုပ်လိုက်ပါပြီရှင်ပြည်စုံနိုင်မုတ်ဟင်ငါလေးရပါပြီရှင်ကဲတော့ဂါလေးရပါပြီမုတ်ဟင်ငါလေးရပြီပေါ့เนาะအရင်ကောင်းပါလေရှင်ရှယ်ကောင်းတဲ့မုတ်ဟင်ငါလေးစားနေပါပြီရှယ်ကောင်းစားကြပါစစ်ကြောမှာဝယ်ဆိုင်တပွဲ6ပြန်ညောက်ကြည့်တာပဲ